စဉ်းစားမိရတဲ့ခုရှိတယ်သူများရဲ့အမေရွယ်ဆိုသပင်နေကျုပ်ပြီးပါကုန်အမေကဘာဖြစ်လို့အခုချိန်ကြီးလှပြီးကောင်းနေတာ မဲကြီးမမေစီကဘာလိုချင်နေပြန်ပြီးတော့လူမျိုးချင်းမုန်းကနေဖွင့်နေတာ ဟုတ်ပါဘူးမေတကယ်မေးနေရပါ အဲ့ဆိုလေပြောပြရမှာပေါ့အမေကလေညီတို့လိုမျိုးဟိုလိုမျိုးစပင်းလေးချွတ်လိုက်ဆိုးလိုက်ထွေးလေးကလည်းလောက်တာမဟုတ်ဘူးအမေကိုလေဟိုးငငယ်လေးတွေကတမီးတို့အဖာနေပြီးတော့မြရသဘောကောင်းလေးစီကိုမြဲလိမ့်မိနေကြခုဆိုလို့ရှိရင်ဒီမြရနေပြီးတော့မြရ advance hair wine ဆိုပြီးတော့ခင်းနေရင်ထုတ်လုပ်ထားရလေရှိရဲငါတမီးလေးလိမ့်ညစ်တပါဆိုလို့ရှိရင်အမေရဲ့မှတ်နေကောင်မှာတင်တာရှိတယ်ယူလိမ့်လိုက်နော်ကဲအခုတော့စားချက်လိုက်အောင် ကဲပါ မြရနဲ့ထုတ်လုပ်တဲ့မြရ Advanced Coloring စင်မွေးက protein ဆုံးရှုံးမှုကြောင့်ပျက်စီးနေသောဆန္ဒကိုပြန်လည်အားဖြည့်ပေးပြီးစပင်နှခွဖြစ်ခြင်းကြောက်သွေခြင်းများကိုအမြန်ဆုံးသက်သာစေပါတယ်ရှင်။ဆန္ဒပြဿနာအလုံးမြရတာအကောင်းဆုံး